အားလုံးပဲမင်္ဂလာပါစကိုင်းတူချန်နယ်နဲ့ပြန်နေကြိုလိုက်ပါရနော်ဒီနေ့တနင်္လာနေ့ကစပြီးတော့ဗုဒ္ဓဟူးနေ့3ရက်အတွင်းကိုမထွက်မဖြစ်နော်ထွက်ပါမယ်တလုံးကောင်းပြပါမယ်ပတ်တီးပတ်နိုင်တဲ့လူတွေပတ်တီးပတ်ကားတဲ့လူတွေနော်ပတ်တီးတလုံးကောင်းပတ်တဲ့လူတွေရာခိုင်တော့အမခံနဲ့ပတ်လို့ရပါတယ်နော်ကျွန်တော်ကိုယ်တိုင်လည်းဂျန်ဒီစိတ်ကြစွာနဲ့ထိုးလို့ရပါတယ်နော်တရားကတော့အမဟုတ်နော်ဒီနေ့လိုကျွန်တော်ဝေးကြီးနဲ့လိုက်ပြီးတော့ရောင်းစားတာလည်းမဟုတ်ဘူးစေတနာနဲ့ခနဲ့သားသမီးကိုညီပြီးတာပေါ့နော်တက်နိုင်တယ်လို့ကျွန်တော်အလုံးမားတဲ့ကြားတွေကတင်ပြီးတာပါနော်အောက်ကွန်ဒီ channel ကဖျက်ခံလိုက်ရလို့နော်ဟောကျွန်တော်ဒီ channel လေးနဲ့တင်ပြီးတာပါကျွန်တော် channel ကို live မလုပ်ရသေး live လေးလုပ်ပြီးပါလက်မလေးနှိပ်ပြီးပါ subscribe လေးနှိပ်ပြီးကြပါနော်အဲ့ဒါပဲတောင်းဆိုပါတယ်နော်ကျွန်တော်မတောင်းဆိုပါဘူးအခုဒီတနင်္လာနေ့ဆိုင်ဗုဒ္ဓဟူးနေ့အတွင်းကို3ရက်မကျော်ဘူးမကျော်ပတ်တိတလုံးကောင်းတရားရကတော့အာမခံပတ်တိရတော့3ညဖြစ်ပါတယ်နော်ယုံကြည်ကြည်နဲ့ထိုးပါပတ်တိတလုံးကောင်းလိုက်တဲ့လူတွေယုံကြည်နဲ့ထိုးပါနော် subscribe လေးလုပ်ပြီးတော့မမေ့နဲ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်အားလုံးကကံကောင်းကြပါစေနော်ဒီနေ့ကစပြီးတော့နောက်တစ်ပတ်အတွင်းပေါက်ကြပါစေကံကောင်းကြပါစေနော်အားလုံးပဲကျေးဇူးတင်ပါတယ်